ဒီနေ့မနေ့ကျွန်မ Facebook မှာကြည့်တာတော့တပတ်လောက်ရှိပြီအဲ့ဒါနဲ့ဖွင့်ကြည့်တော့မရဘူးဖုန်းမှာဖွင့်ကြည့်ရမရဘူး laptop မှာဖွင့်ကြည့်ရမရဘူးအဲ့ဒါနဲ့ကျွန်မလည်းဟာဘာဖြစ်တယ်ပေါ့နော်ဝင်နေဆိုလည်းမရဘူးအဲ့ဒါနဲ့သူများမေးကြည့်တော့သူတို့လည်းမရဘူးအဲ့ဒါနဲ့ news ကြည့်တော့သူတို့ကtechnical issue တဲ့ကျွန်မထင်ကြတော့သူတို့တခုခုတော့ update တယ်ပေါ့နော်ကျွန်မထင်ပါဟုတ်မဟုတ်တော့မသိဘူးဒီဟာကြတော့ background အတန်မလူအပ်တဲ့အတန်တွေ short တယ်ကောင်းတယ်ရမ်းကောင်းတယ်ဒီမှာလူတွေစကားပြောရဲဆိုရင်အဲ့ဒါတော့နည်းနည်းပိုအတန်ကျယ်တယ်ပြီးတော့ background ကမကြိတ်တဲ့ဟာတွေအတန်ယော့သွားပြီးတော့ဒီမှာကိုကြိတ်တဲ့ဟာတွေယူလို့ရတယ်ဒီမှာအမျိုးမျိုးအဲ့ဒါတွေကိုကြည့်လိုက်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီဥစ္စာရွေးကြည့်မယ်နော်အဖိုးကြီးတည်းအရင်တော့ဒီမှာစာရေးတယ်ဆိုရင်မာ good for now တိတ်နေအဲ့ဒါရေးတယ်ဆိုရင်ဘောနော်ဒီမှာအကုန်လုံးပေါ်တယ်ပြီးတဲ့အထိအခုကျတော့ကိုကြိတ်တဲ့နေရာမှာအထားဒီလိုပဲဒီလိုကိုကြိတ်တဲ့နေရာမှာထားလို့ပြီးတော့ music audio ဒီမှာdouble click လိုက်ရတယ် best way to start each day hello မချိတ်ဘူးဆိုရင်ဒီမှာ delete လုပ်ပြီးတော့ဗီဒီယိုကိုခတ်ချင်နေဆိုရင်ဒီမှာမျိုး easy လွယ်လေးပေါ့နော်ကျမတို့အတွက်အစ်စ်ပြန်လုပ်ပေးတာဖြစ်တယ်ကျေးဇူးပဲ Facebook bye bye ကြိတ်တယ်ဆိုရင် share ပေးပါ